Hello guys အားလုံးပဲမင်္ဂလာပါ UK ရွေးဖြစ်ပါတယ်ကဲဒီနေ့မှာ UK နဲ့တူအလုပ်သွားမယ်ပေါ့နော်လိုက်ပြီးကြည့်ပြပါအောင် UK လို့စိတ်ရွာပေါ့9ရက်တီးပိတ်ထားပါတယ်ဘာလို့ပိတ်ထားလဲဆိုတော့ GOP ကားမြောက်လို့ပါကဲ UK လို့တူပေါ့နော်ဒီနေ့စေအောင်ဖွင့်လားမဖွင့်လားတွားပြီးတော့ကြည့်မယ်ပေါ့နော်ကဲလမ်းသွားရင်းနဲ့ UK ပေါ့ UK လို့ဘက်ကစားရနေလေးထပ်ပြပါမယ်ပေါ့နော်ဒါကကြောင့် UK လို့ပေါ့နော်အမှားပေါ့ UK လမ်းသွားရင်းနဲ့ပေါ့နော်ချန်စီကိုကြော်ပြီးရိုက်တယ်ဖြစ်ပါတယ်ဒါတော့တပ်ပုံရိပ်လို့ကောင်းမနေရတဲ့တစ်ခုဖြစ်ပါတယ်အပြင်မှာကြောင့်အမမိုင်းနဲ့ပို့ပြီးလှရတယ်ပေါ့နော်အဲ့ဟာပေါ့နော် UK လို့ပေါ့စေုံသွားလမ်းဖြစ်ပါတယ်ချောကြပြီးတိမ်မာကြောက်ရတယ်ပေါ့နော်ဒါပေမဲ့အထင်သာမသေးပါနဲ့ UK လို့အခုစသွားရနေရပေါ့အပင်နေစိုက်ရနေရဖြစ်ရဖြစ်ပါတယ်ကဲဒါတော့အပင်လို့စိုက်ထားပါပေါ့နော်လှပါတယ်ကြည်ပါအောင်ယူလို့ UK လို့အဲစေုံသွားဘက်ကပေါ့မိုးတွင်းကြညစ်ပတ်တယ်ဘာလို့ဆိုတော့ပေါ်တွေထားရပေါ့နော်အဲ UK လို့ကအချင်းနဲ့အချင်းဖြစ်နေပြီပေါ့နော်ဘာလို့လဲဆိုတော့အဖွားလို့လက်ထက်တယ်လောက်လာပေါ့နော်ဖွားလို့အမေလို့ပြီးတော့ UK လက်ထက်အထိပေါ့ကဲဒါကကြောင့် UK ကလန်ကူးမှာဖြစ်ပါရဲ့ကဲကြည့်ပါဦးအမှတွေ့လားမတွေ့ရ UK လို့စိတ်အောင်လေးပဲဖြစ်ပါရဲ့ဘာလို့လဲဆိုတော့ပိုက်ပေါ့နော်ပိုက်စိတ်ရုံပေါ့နော်ဒါကကြောင့် UK ပေါ့နော်ဒါမရှင်းလို့ဆိုရက်နေဖြစ်ပါရဲ့ဒီနေ့ကားနဲ့ပေါ့နော်ရင်းဆိုအများရွယ်နေအဲ့ဟာ UK လို့အခုစိတ်ရုံကူးလာပြီပေါ့နော်စိတ်ရုံကူးလာတဲ့မှာစိတ်ရုံပေါ့နော်ကဲဒါကလုံခြုံရေးတမရဖြစ်ပါရဲ့လုံခြုံရေးကဒီနေ့ GOP များဘူးလို့ပြောပါရဲ့ကဲ UK နဲ့တူလိုက်ရှိပြီးတဲ့အားလုံးကျေးဇူးများတင်ပါတယ်ဒီနေ့ဘလော့လေးလိုက်ပါပဲအားလုံးကျေးဇူးများရဲ့ဂလပ်ပါ